ကဲအမှုကတော့ပို့ပြီးတော့နည်းနည်းလာပါပြီဒီကျိုးတုတ်ခံရတဲ့အမျိုးသမီးနဲ့အတူပါလာတဲ့ကလေးရဆိုရင်တာမီရင်နေမဟုတ်ကြဘူးလို့ဆိုပါတယ်ကလေးကမိဘအရင်နှစ်ပါးရှိပါတယ်ဒီအမျိုးသမီးကြီးကကလေးရဲ့ဆွေမျိုးနီးစပ်အတော်ကြီးလို့လည်းသိရပါတယ်အပြင်ကိုခဏခေါ်သွားမယ်ဆိုပြီးခေါ်သွားရင်းနဲ့ပြဿနာဖြစ်ချင်းဖြစ်တယ်လို့ကလေးမိဘနှစ်ပါးဆိုပါတယ်မိဘနှစ်ပါးအနေနဲ့ကတော့အမှန်တကယ်စည်ရနွမ်းပါပြီးရောချင်းမလို့ခြင်းတလို့ကလေးငယ်အတွက်လည်းအမှန်တရားအတိုင်းလှုပ်ဆောင်လိုပါကြောင်းခိုင်နှင်းဝေစီကိုအကူအညီတောင်းခံလာတယ်လို့လည်းဆိုပါတယ်ခိုင်နှင်းဝေကတော့အခုခရီးသွားနေတာကြောင့်မို့လို့နောက်တစ်ပတ်အတွင်းကလေးအတွက်လိုအပ်တာများကိုဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွားမယ်လို့သူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့ပြောဆိုထားပါတယ်ဒီအတွက်ကလေးအတွက်ရောစိတ်မပူကြဖို့လည်းအသိပေးထားပါတယ်လက်ရှိချိန်မှာတော့ဆိုင်ရှင်မျိုးသမီးဟာဒီခိုကိုရိုင်းနှမှုနဲ့အချုပ်ထဲမှာရောက်ရှိနေပြီးတော့ဒီခိုသူအမျိုးသမီးကြီးကတော့မြန်မာပြည်ရဲ့မြစ်တာရှင်များစီကနေပြီးတော့အလူငွေတွေလက်ခံရရှိနေတယ်လို့သိရပါတယ်